လူတိုင်းမှာမြတ်စွာဘုရားကအစမုန်းတဲ့သူမကင်းဘူးပထမဦးဆုံးကိုယ့်ကိုမုန်းတဲ့သူတွေရှိလို့ဆိုပြီးတော့ပူလောင်နေတဲ့အခါအစာပြက်အိမ်ပြက်ဖြစ်တတ်တယ်ကို့မှာလည်းကိလေသာကမကင်းတော့ငါ့ကိုသူမုန်းတယ်ဘာကြောင့်မုန်းတာလဲဘာဆိုင်လို့မုန်းတာလဲကိုကလည်းသူ့ကိုတစ်ခါပြန်ပြီးတော့မုန်းတော့သူမုန်းလို့ကိုမုန်းတယ်ဆိုတဲ့သဘောတွေဖြစ်လာအဲ့တော့သူကလည်းဒေါသကိုကလည်းဒေါသသူကလည်းအမုန်းကိုကလည်းအမုန်းပြီးဒီပိုလောင်လာတယ်ဘုန်းကြီးတို့ကိုယ်တိုင်အတွေ့အကြုံတွေအရဆိုဘုန်းကြီးတို့တွေလည်းမုန်းတဲ့သူရှိတာပေါ့ကောင်းတာလုပ်တဲ့သူမုန်းတဲ့သူရှိတာပဲလောကကြီးမှာအဲ့ဒီလိုသဘောမျိုးဥပိ္ပခာပြုထားလိုက်တယ်ဥပိ္ပခာပြုထားလိုက်ပြီးတော့ကိုစိတ်ထဲမှာအမုန်းမရှိညနာလိုကြီးနေတာစကားပြောလဲကြီးနေတာကိုယ်ရမှာပဲဖြစ်ဖြစ်ရှေ့မှာပဲဖြစ်ဖြစ်ကိုယ်မုန်းတဲ့သူတယောက်ကိုနာမည်တက်ပြီးစကားမပြောကိုယ်မုန်းတဲ့သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနှုတ်ကမထွက်အောင်ကိုထိန်းထားလိုက်တယ်အဲ့ဒါမုန်းတဲ့သူတယောက်နဲ့ရင်ဆိုင်ရင်ဒီလိုရင်ဆိုင်ရတယ်ကျန်တော့သူကကိုထိလက်ရောက်တုံ့ပြန်လာတာကိုထိလက်ရောက်စော်ကားလာတာတို့ဘာလို့မျိုးကတော့ဒါစီကံတွေလူပေါင်းစီကံတွေပတ်သက်ကြောင်းတိုင်တယ်လို့ရတဲ့နေရာတွေရှိတာပဲလောလောဆယ်မှာကကိုထိလက်ရောက်မထိတဲ့များကာလပတ်လုံးသူ့ဘာသာသူမုန်းတာသူအကုသိုလ်လေကိုကအကုသိုလ်ထပ်ပြီးတော့မထွက်နဲ့ကိုမှအကုသိုလ်တွေထပ်ပြီးတော့မဖြစ်စေနဲ့ဘလောက်မုန်းဥပိ္ပခာပြုထားဘလို့ပဲစကားပြောရုံတော့စကားတန်ကြားရုံတော့ဥပိ္ပခာပြုထားလောကကြီးမှာဆိုတာလဲစကားဆိုတဲ့အတိုင်းစတဲ့နေရာကနေတနေရာရောက်သွားရင်တစ်မျိုးဖြစ်သွားတာကားသွားတာဒီလိုဆိုတော့မုန်းတဲ့သူစီကစကားကိုကြားလူကယူပေးလာတဲ့အခါအပိုတွေထည့်ပြောတော့ပိုပြီးကိုမှအမုန်းပွားတယ်ဒါကြောင့်သူတို့ရဲ့အကြောင်းလေးကိုနဲ့ပတ်သက်လို့ကိုရဲ့ရန်သူကိုရဲ့မုန်းသူစီကနေပြီးတော့စကားအပိုတွေကြားတယ်နားမထောင်နဲ့အဲ့လိုအတင်းအချင်းစကားမျိုးတွေကိုနားမထောင်နဲ့ကိုပူလောင်တယ်အပြောမခံနဲ့မပြောနဲ့လို့တားပေးလိုက်ရတယ်အဲ့တော့ကိုမှကိုတာလုံးနေသမျှကာလပတ်လုံးအန္တရာယ်ကင်းနေမှာပဲရန်ဆိုတာသူလှုပ်ကိုလှုပ်ရင်ကိုကလည်းပြန်လှုပ်သူကလည်းပြန်လှုပ်ဆိုတော့မှငြိမ်းတာမဟုတ်ကိုဘက်ကအငြိမ်တရားနဲ့ပဲအမြဲနေပြီးတော့အငြိမ်နေတဲ့သူတယောက်ကပြင်ပအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်တော့သူများပြောတာခံရတယ်လို့ပြောကောင်းပြောမယ်ဒါပေမဲ့ तू ငြိမ်နေတယ် तू ဥပိ္ပခာပြုထားတဲ့အတွက်ကြောင့် तू ငြိမ်နေတယ် तू ငြိမ်တာ तू ပဲသိတယ်ကိုဘလောက်မုန်း तू ကပြန်မမုန်းတာအမုန်းတဲ့အတွက်ကြောင့်မလို့ तू အေးချမ်းတာ तू ပဲသိတယ်အမုန်းမရှိတဲ့လူသားဖြစ်တဲ့အတွက်ကြောင့်အေးချမ်းတယ်သူမုန်းနိုင်ကိုပြန်မမုန်းနဲ့ကိုရှင်မှာမျက်နှာမဲ့ပြရွဲ့ပြဘလို့ပြလှုပ်ပြပြန်ပြုံးပြလိုက်ဒါဘုန်းကြီးတို့လက်တွေ့ကြော်ဖြတ်ခဲ့တဲ့နေ့တွေစကားတွေမဟုတ်ဘလောက်မုန်းကိုရှင်ဖြတ်လျှောက်သွားတယ်လို့ဆိုပြုံးပြလိုက်တယ်မျက်နှာချင်းဆိုင်ကြီးတွေ့တာမဲ့ပြလိုက်လို့ဘယ်ဖြစ်မလဲပြုံးပြလိုက်တာပေါ့အဲ့လိုပြုံးပြလိုက်ရတယ်ဘယ်တော့ဖြစ်စိတ်ထဲမှာလည်းအမုန်းမရှိအောင်နေမတက်တာလို့ပြုံးပြလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးကိုမဟုတ်ဘူးစိတ်ရင်းနဲ့ကိုပြုံးပြလိုက်ဘာကြောင့်ကိုသူ့မမုန်းဘူးသူကလည်းသူ့ကံနဲ့သူကိုကလည်းကိုကံနဲ့ကိုလမ်းကြောင်းမတူကြဘူးသူမဲလို့ကိုလိုက်မဲရင်သူအပယ်ဆင်းမှာကိုပါလိုက်ပြီးအဖော်လိုက်ပြီးတယ်လို့ဖြစ်သွားမယ်သူငရဲသွားမှာပေါ့ကိုပါအဖော်လိုက်ပြီးတယ်လို့ဖြစ်သွားမယ်အဲ့လိုမျိုးမဖြစ်စေနဲ့ကိုသွားမှာကအဖြူလန်းအဖြောင်လန်းအထက်လန်းသူသွားမှာကအောက်လန်းအဲ့လိုဆင်ခြင်လိုက်နောက်တစ်ခါမုန်းသူဆိုတာမြတ်စွာဘုရားကအစမကင်းဘူးအဲ့လိုဆင်ခြင်လိုက်ဒါကြောင့်ဥပိ္ပခာပြုပေးမေတ္တာပဲပွားပေးကိုတရားပဲကိုအာရုံစိုက်ကိုအလုပ်ပဲကိုအာရုံစိုက်အလုပ်ကိုအာရုံစိုက်ရင်အလုပ်ပြီးမယ်တရားကိုအာရုံစိုက်ရင်တရားရတယ်ဒါပဲသူ့ကိုအာရုံစိုက်ရင်အကုသိုလ်တွေဖြစ်လာမယ်သူ့ကိုအာရုံစိုက်ရင်ကိုပါငရဲသွားမယ်ဒါပဲဒါကြောင့်မလို့မုန်းတဲ့သူနဲ့ရင်ဆိုင်တဲ့အချိန်မှာအဲ့လိုတည်ငြိမ်သွားတာနေပါဥပိ္ပခာပြုပါဒါကြောင့်တရားနာသူကိုပေါင်းသူတော်ကောင်းတို့ကိုယ်စင်ပြားကျမ်းမာချမ်းသာ၍ဘေးကင်းကအေးချမ်းကြပါစေ